မင်္ဂလာပါရှင်နမက်ခုံမြုံနဲ့စင်တောင်စီတီအနီးမှာစစ်ရှောင်းလူငယ်တဦးမိုင်းနေမိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဂရနီပြည်နယ်နမက်ခုံမြုံနဲ့စင်တောင်တီရွာစီတီအနီးမှာအသက်15နှစ်အရွယ်စစ်ရှောင်းလူငယ်တဦးမိုင်းနေမိပြီးညာချီတော့ဆုံရှုံသွားတယ်လို့ဒေတာခံများကပြောကြားပါတယ်ဖဲခုံမြုံနဲ့လုံကာကြီးရွာကစစ်ရှောင်းလာတဲ့မောင်မျိုးမင်းနိုင်ဟာမလာ28ရက်နေ့နနက်9:30အချိန်မှာစင်တောင်စီတီကိုဖျားဖူးတွားရင်မိုင်းနေမိခဲ့တာလို့ကူငီကက်ဆယ်ပေးခဲ့သူကိုဟင်နရီကပြောပါတယ်။အဲ့ဒီမိုင်းနေမိတဲ့မောင်မျိုးမင်းနိုင်ဟာစင်တောင်ကြီးရွာမှာစစ်ရှောင်းနေတဲ့စစ်ပေးရှောင်းတဦးဖြစ်ပြီးတော့မိသားစု၄ဦးနဲ့အတူနေထိုင်ကဖခင်ဖြစ်သူကမကြသေးခင်ကမှရင်နစ်သေးဆုံးထားတယ်လို့သိရပါတယ်။နမက်ခုံမြုံနယ်တဲကစစ်ကောင်စီတပ်ဆွဲခဲ့တဲ့ကြေးရွာတွေမှာစစ်ကြံနေမိုင်းများကျန်ရှိနေသေးတဲ့အတွက်ပြည်သူများအနေနဲ့ဂူးဆိုင်တွာလာကြဖို့လဲနမက်ခုံအာမန်တီပရာဟိတအသင်းကတတိပေးထားပါတယ်။ပြီးခဲ့တဲ့မတ်လ26ရက်နေ့ကလည်းနမက်ခုံမြို့နယ်နတ်ဆန်ခန်းကျေးရွာအနီးမှာအသက်40ဝန်းကျင်အရွယ်အမျိုးသမီးတူမိသားစုအတွက်ဟင်းစားရှာရင်မိုင်းနေမီလို့ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်ရှင်။